Beijing ကရင်းနှီးပူနဲ့ခောက်ဆွဲပြုတ်စားတတ်တဲ့သူသမင်းဟင်းချက်စားတတ်တဲ့လူရှိလို့ရှိရင်နားထောင်ပေးမယ်နော်ကျမတို့ကလည်းမြန်ကြက်ပါစေဆိုပြီးတော့အဲ့ဒီ Beijing တွေကရင်းနှီးပူကိုယူပြီးတော့မြန်ဆန်အဲ့လိုမျိုးချက်စားတတ်ကြတယ်အဲ့ဒါကလုံးဝမလုံးရဘူးဘာဖြစ်လို့လဲဆိုတော့ဒီပတ်ဝန်းကျင်ထိန်းသိမ်းရေး agency နဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအဲ့လိုမလုပ်ဖို့တားမြစ်ထားတယ်ရေအေးကတော့ကိစ္စမရှိပေမဲ့အဲ့ဒီရေပူကဘယ်လိုဖြစ်လာလဲဆိုရင်သူ့ရဲ့ဘိုင်းလာအပူပေးဆက်ပိုက်လိုင်းကနေအဲ့ဒီရေဆိုတာတပတ်ပတ်ပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကအဲ့ဒီရေပူကြီးကိုခံပြီးတော့ချက်စားမယ်ဆိုရင်အဲ့ဒီအပူပေးပိုက်လိုင်းထဲမှာရှိတဲ့မကောင်းတဲ့ရေပေါ့တန်သက်ဇင်းတထုခဲအဲ့ဒါတွေကကတ်နေတတ်တယ်အဲ့ဒီအရာတွေကဒီခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့အရာတွေဖြစ်တယ်တဲ့ပြီးလို့ရှိရင်ဒီအထူးတစ်ဖြစ်ဒီအပူဓာတ်မြင့်သွားတဲ့ရေထဲမှာဆိုရင်ဒီခဲပေါ့နော်ဒီခဲဓာတ်ကအရေပျော်တတ်တယ်တဲ့ဒါကြောင့်မလို့အဲ့ဒီအရာကိုတောက်သုံးစားသုံးမိမယ်ဆိုရင်ဒီခန္ဓာကိုယ်ထဲမှာကြာလာလို့ရှိရင်ဒီတွေးကြောတို့နှလုံးအဆုပ်အသေးအကုန်လုံးကိုသူကဆိုးကျိုးပေးတတ်တယ်အဲ့ဒါကြောင့်မလို့ဒီ busy နဲ့ရေနွေးကိုလုံးဝသမင်းချက်မစားဖို့တားမြစ်ထားတယ်ရေအေးကတော့ကိစ္စမရှိလို့ရေအေးနဲ့ချက်စားတတ်ဖို့ပေါ့နော်အကြံပြုတာဖြစ်ပါတယ်အားလုံးပဲကျမကြပါစေ